คนดื้อนี่เธอดื้อกับหมอทุกใบแล้วมาใช้อกพี่หนุนยามฝันแทนงั้นเหรอ ဝေး Peach and Me ထွေလာကြည့်ပြီးသွားကြပြီလားထုခွန်တို့ရေအရန်ဆွေအရန်မဝီလီယံက wrong character ကိုလုံးဝ positively 100% mafia vibe ကြီးကိုလုပ်မယ်လို့စိတ်ထဲမှာမြင်နေရတယ်ပေါ့နော်အဲ့တော့wrong ကို mafia နဲ့တွေ့ရမယ်ဆို please calm down Mr. Wrong ဆိုတာကိုဒါအမှန်တကယ်ကြည့်ရမယ်ဆိုရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲကွာတကယ်မျောနေပြီPKN နဲ့ Lupish ကအိမ်အောင်တဲ့ဘဝတွေကိုလည်းတပြိုတပိုင်းကြည့်ရမယ်အပြင် William S က Mafia ခန်းနေလည်းကြည့်ရမယ် Pub Center ရဲ့ချစ်ကြည်လူတစ်တီတူကြရလည်းကြည့်ရအောင်မှာဖြစ်ပါတယ်အဲ့ဒါအပြင် Lupish ကညီမငယ်လေးဖြစ်တဲ့ Bonnie ရဲ့တွဲဖက်ဖြစ်တဲ့ Amy ကလည်းဒီခန်းမှာ season 2မှာပါလာတယ်ဆိုတဲ့အခါကျတော့ရှလူးနဲ့ BL ရော GL ရောအတွဲပေါင်းများစွာကိုတဝကြီးပဲရှုစားမှာဖြစ်ပါတယ်ကွယ်နောက်လာဆိုရင်ကြည့်ရတော့မယ်ဆိုတော့စောင့်နိုင်တော့ကွယ်